7အစမတရားရှိလား ဒီဆိုရင်ဖြူအောင်ထွက်တာအဲ့အမျိုးဖုံးချင်အဲ့တခု7အဖြူအောင်ထွက်တာကိုမကြိုက်ဘူးပေါ့နော်7အဖြူအောင်ကကြတော့အရန်များတယ်နော်အရန်များတယ်ဆိုတော့မျိုးအယောင်ကိုပြအောင်လုပ်ရှင်တာလားဒါမှမဟုတ်ရောသွားတဲ့ပုံစံမျိုးသွားရှင်လားတောက်သွားမျိုးလို့ချင်တာပြောက်သွားရဲဆိုရင်ကြတော့လေပြောက်သွားရဲဆိုရင်ကျွန်တော်တို့အမှောင်ဖတ်တွေဖြစ်သွားမှာပါနော်အမျိုးမဟုတ်ပဲနဲ့အမှောင်အလင်း7ကိုနည်းနည်းမှောင်ကြီးမဟုတ်ပဲနဲ့ပုံမှန်လင်းလေးကြိုက်တယ်ဆိုရင်တော့လေhighlight လေးထည့်ပြီးတော့အဖြူနဲ့ရောသွားတဲ့ပုံစံမျိုးလုပ်တော့အဆင်ပြေတယ်အဲ့လိုလေရတယ်အဲ့မျိုးလုပ်လိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ baby highlight ထည့်မှာပေါ့70အရှိတွေပြီးရင်တစ်ကောင်းလုံးပဲလေအဖြူလိုမျိုးတေးလေးအများကြီးထည့်မှာပေါ့နော်အဲ့မျိုးဆိုအဆင်ပြေမလားအဲ့ဆိုရင်အရှိန်တော့ပေးရမယ်နော်အဲ့ဆိုရင်ကျွန်တော်စဆိုလိုက်မယ်နော်